Hello ဒီနေ့တော့ပုံမှန်စားနေကြမှာဟုတ်တယ်ကျက်သားကုန်းမုံကြီးကြိုလေးကြော်စားပါမယ်ဒါလေးတွေကတော့ထဲ့မဲ့ပါဝင်ပစ္စည်းလေးတွေပေါ့နော်သူကကျက်သားလေးနဲ့အသီးရွက်လေးတို့စင်းစင်းဆိုလေးကြော်စားတဲ့ဟင်းမျိုးလေးပေါ့အဲတော့ဘာလေးထည့်ထားလဲဆိုရင်မုံလာဥနီလေးပါမယ်ဘေဘီကုန်းလေးပါမယ်ပူစားပဲပါမယ်ပြီးတော့ရတာကြတော့အနံ့အတွက်ပေါ့နော်ချက်သွမိတ်လေးပါမယ်ပြီးတော့ရင်ဒီ CP ချက်ရင်ပုံသားလေးတို့အလောတော်လေးတုံးနာတာလေးပေါ့နော်အဲ့လားလေးကိုမှအရသာလေးတစ်ခါတည်းနေမယ်အဲ့တော့ပဲငတ်မြာကြီးလေးရယ်ခယူးစီလေးရယ်စားလေးရယ်ဒီဒါရှိ900တောင်မုံလေးရယ်နဲ့နေပြီးတော့မှနောက်ထပ်ပေါ့နော်ဒီကြော်တာလေးပိုကောင်းအောင်ဂျုံထည့်ရတာပေါ့နော်အိမ်မှာဂျုံမရှိရနဲ့ရှိတဲ့တမ်ပူရာမုံလေးနဲ့ပဲထည့်ပြီးနည်းနည်းလေးထွေးထွေးလေးဖြစ်သွားအောင်ပေါ့နော်တမ်ပူရာမုံလေးထည့်ပြီးတော့နေထားတယ်ပြီးတော့ရင်အဲ့နေထားပြီးသားအရသာရောတမ်ပူရာမုံကောနေထားတဲ့ချက်သားလေးတွေကိုစီပူပူမှာအရင်ကြော်လိုက်ပါမယ်အသားလေးတွေရဲလာပြီဆိုရင်ဆယ်ထားလိုက်ပါမယ်စီလေးပူလာပြီဆိုရင်ကကြက်သွန်ပြူလုံးခွဲထောင်းထားတာလေးကိုစီတက်မယ်ကြက်သွန်ပြူလေးနည်းနည်းလေးနွမ်းလာပြီဟေးဆိုရင်ခုနကပြင်ဆင်ထားပြီးသားဒီအသီးရွက်လေးတို့ထည့်ပြီးတော့စီထပ်တက်မယ်ပေါ့နော်ကြက်သွန်ပြူလေးကိုလေးစိတ်စိတ်ပြီးတော့အဖက်လေးခေါ်ထားတာရယ်မုံလာဥနီရယ်ဘေဘီကွန်းလေးရယ်နဲ့ပူစားပဲလေးတို့ထည့်ပြီးတော့စီတက်လိုက်ပါမယ်ဒီနေရာမှာလေးအသီးရွက်လေးတွေကကြတော့ကိုနှစ်သက်ရအသီးရွက်လေးထည့်လို့ရမယ်လို့ထင်တယ်ပေါ့နော်ဒီလိုအယောင်လေးလေးစုံပြီးတော့ကိုကြိုက်မဲ့ဒီအရွက်လေးတွေထည့်လို့ရပါတယ်တချို့ကြတော့ဒီငရုတ်ပွားလေးတို့လည်းလေးစိတ်စိတ်ပြီးထည့်တာရှိတယ်ဆိုင်နေမှာကုန်းမောင်ကြီးကျော်ဆိုပြီးမှာစားရင်ကြတော့ဒီငရုတ်ဒီအချောက်တောင်ပေါ့နော်အဲ့လားလေးတို့လည်းအတောင်လိုက်လေးထည့်တာတွေ့ရတယ်ပေါ့နော်အိမ်မှာတော့ငရုတ်ဒီချောင်းတောင်မရှိတဲ့အတွက်ကြောင့်မို့လို့ဒီရှိတာလေးနဲ့ပဲချက်လိုက်တာပါစီလေးနည်းနည်းလေးလုံးလာပြီဟေးဆိုရင်ကじゃရေလေးနည်းနည်းထည့်ထားပါမယ်ရေလေးနည်းနည်းထည့်ပြီးရေပွဲပွဲဆိုတော့ဒီခဏလေးစောင့်မယ်ပေါ့နော်ရေလေးလေးပေါ့ပေါ့စုဟေးဆိုရင်ခုနလိုပဲဒီခယူးစီရဲ့ပဲငတ်ပြားရဲ့အနောက်လေးနည်းနည်းရဲ့စားရဲ့900တောင်မုံလေးနည်းနည်းရောဒီအရသာအတွက်နည်းနည်းထပ်ထည့်ပါမယ်စက်သားထဲမှာထည့်ထားပြီးသားဆိုပေမဲ့အရေကတက်တက်ကြီးအရသာမရှိဘဲနဲ့ကွဲထွက်နေမှာဆိုလို့အခုလိုမျိုးထည့်တာပါဒါပေမဲ့ခုနကစက်သားထဲမှာနေထားတာပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အရသာလေးဝမှာဆိုတဲ့ကြောင့်မို့လို့ထည့်သမျှတော့ရှော့ပြီးထည့်ပေါ့နော်ပြီးတော့ရင်တော့စက်သားလေးပါထည့်ပြီးတော့လုံထားလိုက်ပါမယ်ပြီးတော့ရင်တက်သွန်မိတ်လေးပါတစ်ခါတည်းထည့်ပြီးတော့ရှည်လေးခန့်တဲ့အထိထပ်ပြီးတော့တည်ထားလိုက်ပါမယ်ရေလေးခန်းကန်နေကြရင်သီအိုစီလေးလည်းနည်းနည်းထည့်လိုက်တယ်ပေါ့နော်ပြီးတော့ရင်တော့ရေလေးအခုလိုခန်းပြီးစီပြန်ရေပြန်လေးဖြစ်ပြီးတော့စားလို့ရတဲ့အနေထားရပါပြီစားကြပါအောင်ရှင်